မင်္ဂလာပါရှင် Expo 2025 Osaka ခန်းဆိုင်ထဲမှာဖိလစ်ပိုင်နိုင်ငံရဲ့ထူးခြားတဲ့ပပလီယန်တစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ပပလီယန်ဝူဘန်ကိုမိတ်ဆက်ပေးချင်ပါတယ်ဒီပပလီယန်ကဖိလစ်ပိုင်နိုင်ငံရဲ့အနုပညာရိုးရာယဉ်ကျေးမှုနဲ့ sustainability အပေါ်စ조사မှုများကိုချီးမြှင့်ပြသထားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဝူဘန်ဆိုတာကသဘာဝယဉ်ကျေးမှုနဲ့လူမှုအတိုင်းအဝိုင်းကိုတစ်ခုတည်းအဖြစ်ပေါင်းစည်းထားတယ်ချီထိုးထားတယ်ဆိုတဲ့အယူအဆအနေနဲ့ဒီဇိုင်းကွန်ဆပ်လေးကိုစဉ်းစားထားတာဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ကျွန်းပေါင်း9642ကျွန်းရဲ့မတူညီတဲ့ကွဲပြားတဲ့ဆက်နွယ်မှုတွေကိုကိုစားပြုထားပါတယ်ဒီပပလီယန်ကိုအစိုးရဒေသခံအတိုင်းဝိုင်းအနေနဲ့စက်မှုလုပ်ငန်းကောင်းဆောင်တွေကပူးပေါင်းဖန်တီးထားပြီးတော့ပုံမကောင်းမွန်တဲ့အနာဂတ်ကိုအတူတကွဖန်တီးခြင်းဆိုတဲ့မြင်ကွင်းလေးကိုဖော်ပြထားပါတယ်။ကွဲပြားမှုတွေကိုလက်ခံပြီးတော့လူသားများနဲ့တဘာဝတို့အတွက်ပုံမကောင်းမွန်တဲ့ဘဝကိုဖန်တီးနိုင်တယ်ဆိုတဲ့အရေးကြီးတဲ့ message တစ်ခုကိုလည်းဒီပပလီယန်လေးကပေးနေတာဖြစ်ပါတယ်။မိသူကဒီဇိုင်းအနေနဲ့ကတော့ကျိန်တွေကိုလက်နဲ့ချီထိုးထားတဲ့တန်ဆိုင်ပန်နယ်တွေကိုပေါင်းစည်းပြီးတော့မှအသုံးပြုထားပါတယ်ဒီလိုလက်မှုနုပညာကိုအစာအုပ်နဲ့မျိုးပြအဆင့်တီကိုမြင့်တင်ပြတာထားတာကိုတွေ့ရပါတယ်။ CLT တစ်သား structure ကိုအသုံးပြုထားပြီးတော့မှ temporary pavilion ဖြစ်ပေမဲ့လည်း reusability ကိုအဓိကစဉ်းစားထားတဲ့ sustainable architecture လေးတစ်ခုဖြစ်ပါတယ်။ CLT ဆိုတာက cross laminated timber လို့ခေါ်ပြီးတော့တစ်သားပြားတွေကိုအလွှာလိုက် cross ပုံစံတင်ပြီးတော့မှကော်နဲ့ကတ်ထားတဲ့ engineer move panel တစ်မျိုးဖြစ်ပါတယ်။အဲ့ဒါအပြင်အစာအုပ်ရဲ့မျက်နှာစာနဲ့ structure ကြားရဲ့ space တွေကို live performance stage အဖြစ်နဲ့အသုံးပြုနိုင်အောင်ဒီဇိုင်းပြုလုပ်ထားပါတယ်။အတွင်းထဲမှာတော့ Han Woven Design Forest ထဲမှာဖိလစ်ပိုင်ရဲ့သဘာဝအလားယဉ်ကျေးမှုနဲ့ဇာတ်လမ်းတွေကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ဒီပပလီယန်လေးကဖိလစ်ပိုင်ရဲ့သဘာဝအလားယဉ်ကျေးမှုနဲ့လူသားနှွေးထွေးမှုတွေကိုနည်းပညာနဲ့ပေါင်းစပ်ပြသထားတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ creativity, innovation နဲ့ sustainability ကိုတပြိုင်နက်တည်းတွေ့မြင်နိုင်ပြီးတော့ကမ္ဘာတစ်ဝန်းကို love the Philippines လို့ပုံစံအနေနဲ့ဖိတ်ခေါ်နေတဲ့ပပလီယန်လေးတစ်ခုလည်းဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။